ကျွန်တော်တို့ဒီ inventory အထဲကနေ product တွေကိုဘယ်လို create လုပ်ရမလဲဆိုတဲ့အကြောင်းကိုပြောမှာပေါ့နော်အဲ့ဒီ product တွေကို create မလုပ်ခင် product ထောင်တဲ့နေရာမှာလိုအပ်တဲ့ product category ကိုအရင်ဆုံးတည်ဆောက်ရမယ်ပေါ့နော်အဲ့တော့ inventory အထဲကဒီ configuration မှာ category ဆိုတဲ့ဟာရှိတယ်ဒီမှာတော့ပြီးတော့ product category ကိုစောက်ရမှာပေါ့နော်အဲ့တော့ product category အသေးစောက်တော့မယ်ဆိုရင် new ခေါ်ပြီးဒီမှာ category name ထည့်ပေါ့နော်အဲ့တော့ထည့်ပြီးဒီ constant method ဆိုတဲ့နေရာမှာ average ကိုပဲဖြစ်နေရမယ် inventory valuation ဆိုတဲ့နေရာမှာ inventory ဒီ income အကောင့်မှာက product စီအကောင့်မဟုတ်တဲ့ဒီ expense အကောင့်မှာကတော့ cost of goods ဆိုအကောင့်cost of goods ဆိုတဲ့အကောင့်ကိုချိန်ပြီးပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ product category စောက်ပြီးသွားပြီပေါ့နော်အဲ့မှာ product category စောက်ပြီးသွားပြီဆိုရင်တော့ product စောက်ရရပေါ့နော်အဲ့တော့ product တွေက product တပြီး new ခေါ်ပြီးဒီမှာ product တခုစောင့်ပြီပေါ့နော်ပြီးကြရင်အဲ့ product က point of စီမှာရောက်မှာဖြစ်တဲ့အတွက် point of စီကိုလည်းအမှန်ချင်းပဲ product type က goods အမျိုးအစားပေါ့နော်ပြီးတော့အဲ့ဒါက store တွေဘာကြီးကောက်မှာဖြစ်တဲ့အတွက် trade inventory ကိုလည်းအမှန်ချင်းပဲပေါ့နော်ပြီးကြရင်ဒီမှာ sale price ထည့်မယ်ရောင်းဈေးထည့်မှာပေါ့အပြီးတော့ cost ဒီကဝယ်ဈေးထည့်ရမှာပေါ့ခုနထောင်ခဲ့တဲ့ဒီ category နေရာမှာခုနထောင်ခဲ့တဲ့ category ထည့်ပြရမယ်ဒီ reference တို့ barcode တို့ကတော့ barcode မှာကတ်မဲ့နံပါတ်ထည့်ပြအပြင်စီးလိုက်ပြီးဆိုရင်ဒါက product ထောင်နေပြီပေါ့နော်ပြီးကြရင်ဒီ operation တွေကဒီ physical inventory ဆိုတဲ့နေရာဒါပါပြင်နေတာလေးဆိုတော့ product တွေကို opening ပြင်တဲ့နေရာဖြစ်ဖြစ်ပေါ့ product တွေကို adjust လုပ်တဲ့နေရာမှာဖြစ်ဖြစ်ဒီနေရာမှာလာလုပ်ရမှာပေါ့နော်ခုန product ကလက်ကျန်ကောက်ထားဘယ်နှခုရှိတယ်ဆိုရင်ဒါမှ new ခုန product ကိုခေါ်ပြီးတော့သူ့ရဲ့ရည်အတွက်ဘယ်လောက်ရှိလဲဆိုရင်နေရာဒီ counter ဆိုတဲ့နေရာမှာထည့်ရမှာဒီပေါ့နော်အဲ့တော့ဒီ apply လေးကိုနှိပ်လိုက်ဒါဆိုရင်သူ့ရဲ့ဝန်ဟန်က10ခုရှိရဆိုတဲ့ပုံစံပေါ့နော်အဲ့ဒါကိုဘယ်နားမှာသွားကြည့်ရမလဲဆိုဒီ reporting တွေက store မှာသွားကြည့်လို့ရတယ်ပေါ့နော်ဒီမှာခုန product ကဝန်ဟန်10ခုရှိရဆိုရဟာလေးဒီမှာသွားကြည့်ရမှာ